တေဆုံးပြီးနောက်စတင်ဖြစ်ပေါ်လာသောအပြောင်းအလဲများနှလုံးရက်သွားပြီးအဆုတ်ကအသက်မရှူတော့တာနဲ့ခန္ဓာကိုယ်အနှံ့မှာဇီဝကမ္မဆိုင်ရာပြောင်းလဲမှုတွေတရဇက်စတင်လာပါတော့တယ်။အောက်ဆီဂျင်မရှိတော့တဲ့အခါဆဲတွေဟာသူတို့ရဲ့ဟန်ချက်ကိုမထိန်ထားနိုင်တော့ပဲကိုယ်တိုင်ပြိုကွဲပျက်စီးလာပါတယ်။ခန္ဓာကိုယ်ရဲ့အပူချိန်ဟာပတ်ဝန်းကျင်အပူချိန်အတိုင်းတဖြည်းဖြည်းကျဆင်းလာပါတယ်။ပုံမှန်အားဖြင့်တနာရီကို1.5 ဒီဂရီနှုန်းလောက်နဲ့အိပ်ဆက်သွားတာဖြစ်ပါတယ်။ထူးခြားချက်တစ်ခုကတော့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းအလုံးဟာတပြိုင်နက်တည်းရပ်တန့်သွားတာမဟုတ်ပါဘူး။စပင်နဲ့လက်သေးခြေသေးမှာရှိတဲ့ဆဲအချို့ဟာသေဆုံးပြီးနောက်ခဏတာအထိဆက်လက်အသက်ရှင်နေတတ်ပါတယ်။ခန္ဓာကိုယ်အုပ်သိုးဆွေးမြင့်မှုတိုးလာတာနဲ့အမျှထင်ရှားတဲ့အဆင့်တွေကိုဖြတ်တန်းရပါတယ်။သေဆုံးပြီးနောက်စွမ်းအင်မရှိတော့တဲ့အတွက်ကြွက်သားတွေတောက်တင်းသွားတဲ့ဖြစ်စဉ်ပါ။နှလုံးကသွေးမညှစ်ထုတ်တော့တဲ့အတွက်ကမ္ဘာဆွဲအားကြောင့်ခန္ဓာကိုယ်ရဲ့အောက်ဘက်ပိုင်းတွေမှာသွေးတွေသဆုပြီးအရေပြားမှာအကွက်တွေဖြစ်လာတာပါကျွန်တော်တို့ပူလန်းကြောင်ထဲမှာရှိနေတဲ့ဘက်တီးရီးယားတွေကတ िश ူးတွေကိုစတင်စားသုံးပြီး gas တွေထုတ်လွှတ်တာကြောင့်ခန္ဓာကိုယ်ကဖောင်းကြွလာပါတယ်ဒါဟာသဘာဝတရားကရှုပ်ထွေးတဲ့ organic ဓာတ်ပေါင်းတွေကိုရိုးရှင်းတဲ့ဓာတ်ပေါင်းတွေအဖြစ်ပြန်လည်ပြောင်းလဲပေးနေတာဖြစ်ပါတယ်ဆွေးမြေ့မှုဆက်ဖြစ်လာတဲ့အခါတက်ကြွစွာပုတ်တိုးခြင်းအဆင့်ကိုရောက်ရှိလာပါတယ်ဒီအချိန်မှာအရေပြားတွေအောက်ပြဲကုန်ပြီးအတွင်းပိုင်းတ िश ူးတွေစီအောက်ဆီဂျင်ရောက်ရှိသွားပါတယ်ပတ်ဝန်းကျင်ရဲ့အပူချိန်စိုထိုင်းစနဲ့ခန္ဓာကိုယ်ကိုမြေမြုပ်ထားတာလားအပြင်မှာထားတာလားဆိုတဲ့အချက်တွေကဆွေးမြေ့နှုံးကိုအဆုံးအပြတ်ပေးပါတယ်နောက်ဆုံးမှာတော့ခန္ဓာကိုယ်ရဲ့အမာဆုံးအစိတ်အပိုင်းတွေဖြစ်တဲ့အယုသွားနဲ့စပင်တွေပဲကြံပါတော့တယ်ဒီအဆင့်ကိုအယုစုဖြစ်ခြင်းလို့ခေါ်ပြီးပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးရက်တစ်ပတ်လအနည်းငယ်ကနေနှစ်နဲ့ချီပြီးကြာမြင့်နိုင်ပါတယ်ပုဂ္ဂင်သိပ္ပံပုဂ္ဂင်ဆရာဝန်တွေဟာဒီဖြစ်စဉ်တွေကိုကြည့်ပြီးလူတစ်ယောက်ဘယ်အချိန်မှသိဆုံးခဲ့သလဲတိတိကျကျခန့်မှန်းနိုင်ပါတယ်ခန္ဓာကိုယ်မှာတွေ့ရတဲ့ပိုးမွှားအမျိုးအစားတွေကလည်းအချိန်ကိုခန့်မှန်းရမှာအရေးပါပါတယ်ဂေဟစနစ်ခန္ဓာကိုယ်တွေဆွေးမြေ့သွားတဲ့အခါအပင်တွေနဲ့အနုဇီဝပိုးမွှားတွေအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုရည်ကြီးတဲ့ပြန်လည်ထုတ်လွှတ်ပေးပါတယ်ဒါဟာတက်ရှိတန်တရားလည်ပတ်ဖို့အတွက်အမတန်အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေတာပါဒီကုန်းချုပ်အနေနဲ့ပြောရရင်ကျွန်တော်တို့ဟာသေဆုံးပြီးနောက်မှာတော့ကမ္ဘာမြေရဲ့ကြီးမားလာတဲ့တက်ရှိတန်တရားထဲမှာတနည်းတစ်ဖုံဆက်လက်ပါဝင်နေကြတာဖြစ်ပါတယ်နောက်မှထပ်ဆက်ပါမယ်